သူဟာအဲဘတ်အိုင်းစတိုင်းရဲ့ဦးခေါင်းခွန်ကိုဖျက်တောက်ပြီးခွဲစိတ်မှုအတွင်းသူ့ရဲ့ဦးနောက်ကိုခိုးယူသွားခဲ့တယ်။အဲ့ဒီနောက်သူကအိုင်းစတိုင်းရဲ့ဉာဏ်ရည်ကြီးစွာဖြစ်ရတဲ့ချို့ဝှက်ချက်တွေကိုရှာဖွေဖို့အတွက်ဦးနောက်စိတ်ပိုင်းတွေကိုယာနဲ့ချီပြီးအစိတ်အမွာဖြစ်အောင်လိဖျက်ခဲ့တယ်။ပြီးတော့အုံနောက်စိတ်ပိုင်းတွေကိုလာမဲ့နှစ်ပေါင်း90ကျော်ကြာအောင်သူ့ရဲ့မြေအောက်ခန်းချို့ဝှက်ဗီဒီယိုတွေနဲ့ကားနောက်ခန်းတွေမှာတင်ထားခဲ့ပါတယ်။အစိတ်ပိုင်းတချို့ကိုတခြားဆရာဝန်တွေနဲ့သူတေတီတွေကိုပေးခဲ့ပြီးတချို့ကိုတော့ပြတိုက်တစ်ခုကိုလူဒန်းခဲ့ပါတယ်။ဒါပေမဲ့အိုင်းစတိုင်းရဲ့ဦးနောက်အကြီးမားဆုံးပိုင်းချို့ကတော့ယနေ့အထိပျောက်ဆုံးနေဆဲဖြစ်ပါတယ်။တက်ခိုးထင်ပြီးတနက်နဲ့အပြစ်ခံရတဲ့အမျိုးသားညဘက်အိတ်နေတဲ့အချိန်မှာတကားဖွင့်တန်ကြတော့မိန်းကလေးကသူခိုးပေါ်လာတယ်ထင်ပြီးတင်းနဲ့တလက်ကိုကောက်ယူလိုက်ပါတယ်ပြီးတော့တကားဖွင့်လာတဲ့လူကိုပြစ်လိုက်တဲ့အခါသူ့ရဲ့ရင်ဘတ်ကိုကြည်စံထိသွားပါတယ်။ဒါပေမဲ့တကားကိုဖွင့်လိုက်တော့မှတီးလိုက်ရတာကအဲ့ဒီလူဟာသူမရဲ့ခင်ပွန်းဖြစ်နေပြီးအိမ်ပြန်လာတဲ့အချိန်မနက်စာပန်းကိုကင်ထားတာဖြစ်ပါတယ်။ဒီလိုနဲ့သူမကသူခိုးထင်ပြီးပြစ်လိုက်တာဖြစ်တယ်လို့သူ့ခင်ပွန်းကိုဆေးရုံပို့လိုက်ပြီးနောက်ကြည်စံကအရေးကြီးတဲ့အင်္ဂါစိတ်ပိုင်းတွေမထိခဲ့ပဲလွဲချော်ခဲ့တာဖြစ်လို့နောက်ပိုင်းမှာသူဟာအပြည့်အဝကျန်းမာလာနိုင်ခဲ့ပါတယ်။